အားလုံးမင်္ဂလာပါရေရှမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့နိုဝင်ဘာ18ရက်နေ့ဒီနေ့မှာကျွန်တော်ရဲ့မိသားစုတွေကိုဖော်ပြပေးချင်တာကမော်ဘီကကျန်းဖော့ပါတီရုံးအိုဆိုတော့ရက်ထိုင်တော့နေတဲ့ကောင်တွေရှော့သွားတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တင်ပြပေးချင်ပါတယ်နောက်ထပ်သတင်းတစ်ခုကကျွန်တော်တို့ပြန်လည်ဆွေးနွေးကြရမှာပါလက်ရှိ TNL ကမိုးကုတ်မြေကနေပြီးစွန့်ခွာမယ်သူတို့မစွန့်ခွာခင်မှာမိုးကုတ်မြေအတွင်းတဲထိမိုးကုတ်မြို့အထိအကြမ်းဖက်စစ်တပ်တွေကိုတဘာတဲ့ခေါ်ဆောင်နေရာချထားပြီးတော့မှသူတို့တွေထွက်ခွာမယ်ဆိုတဲ့သတင်းထွက်ပေါ်နေပါတယ်ဟာဒါဆိုရင်တော့ TNL ဘယ်လိုလုပ်မှာလဲပေါ့ပြီးတော့မိုးကုတ်ကနေတော့ TNL စွန့်ခွာသွားမယ်ဆိုရင်အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကထိန်းချုပ်မယ်ဆိုတဲ့အခြေအနေတွေဘယ်လိုဖြစ်သွားနိုင်မလဲဆိုတဲ့အကြောင်းအရာတွေအများကြီးစဉ်းစားစရာတွေပေါ်ထွက်လာပါလိမ့်မယ်ဆိုတော့ဒီအကြောင်းတွေကိုကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ဖော်ပြပေးပါမယ်ဘာဖြစ်ဖြစ်မင်းအောင်လှိုင်ကအော်တိုသိနေပြီးသားဖြစ်တယ်ဆိုတဲ့အကြောင်းတွေပါမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုတလေးတစားဖိတ်ခေါ်လိုက်ပါတယ်မော်ဘီကျန်းဖော့ပါတီယုံအိုအရက်ထိုင်တော့နေတဲ့ကောင်တွေရှော့ကျွန်တော်အများနဲ့သတိပေးတယ်ကျွန်တော်မိဘပြည်သူတွေဂျမ်ဖတ်စခွတ်တက်နဲ့ဝေးတဲ့နေရာမှာနေပါကင်းအောင်နေပါလိုက်ရမလုပ်ပါနဲ့ကျွန်တော်တို့လို့ရတယ်ခက်လို့ပါဟုတ်ပြီကျွန်တော်မိသားစုဝင်တွေရန်ကုန်တိုင်းမော်ဘီမြို့နယ်အဂျမ်ဖတ်စခွတ်တက်ပါတီပြောချင်တာကဗျာစစ်တပ်ပါတီပါပဲအဲ့လိုပဲပြောပါမယ်နော်တက်ကထွက်တဲ့ကောင်တွေမှန်တယ်မြပါတီတဲဝင်ယူနီဖောင်းလေးချုပ်ဆိုလေးကောက်ဝဲဒါဆိုထအော်ဒီလိုကောင်းနေပါပဲဗျာခေတ်ဆက်ဆက်ဟုတ်ပြီနိုဝင်ဘာ16ရက်နေ့ည7:00နာရီကျော်မှာလက်လုံနဲ့သီးနဲ့ဘုံခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့မြို့ပြကျွတ်တွေကဖော်ပြခဲ့တာဖြစ်ပါတယ်အဲဒီပြကမှုတွင်မှာကြက်ကိုင်ရုံဂိတ်ပေါက်မှာတာဝန်ကျနေတဲ့ဂိတ်တွင်းကဂျမ်ဖက်စစ်ခွေးတက်ခွေးနှစ်ကောင်နဲ့ပြည်သူစစ်နှစ်ကောင်စငင်ဖြစ်သွားတယ်ဆိုတော့အကြောင်းကြားထားရပါတယ်ညမဂိတ်မှာရဲထိုင်တောက်နေတယ်သူတို့ခမရမှာလည်းပဲလက်ရှိစစ်မှန်တဲ့အထွေထွေရွေးကောက်ပွဲကြီးဒီမိုကရေစီရွေးကောက်ပွဲကြီးဆိုတော့ပွဲတော်မစသေးဘူးသူတို့အချင်းချင်းလုံခြုံရေးယူနေတာနဲ့ပဲတိုင်းနေပတ်နေကြဘာဖြစ်လို့လုံခြုံရေးယူနေတာလဲပြည်သူအတွက်လုပ်တယ်ဆိုရင်ဘာကိုကြောက်နေတာလဲကျွန်တော်ပြည်သူကိုတော့မှသူတို့ကပြန်ကြောက်နေရတဲ့အခြေအနေပြည်သူကြားထဲမှာတော့မနေရဲတော့တဲ့အခြေအနေချင်းတော့မှသူတို့ကဒီလိုဆောင်ပြီးတော့ကြည်ဟာမင်းတို့ငါ့ကိုဘယ်ချင်းဘာလုပ်မှာလဲကျွန်တော်ကတေချာမှလုပ်တာပါဆိုတော့မော်ဘီမှာရှိတဲ့ကျန်းဖော့ပါတီယုံဝန်ခံလိုက်ရတဲ့အခြေအနေမှာတော့စခွန်းနှစ်ကောင်နဲ့ရခွင်းနှစ်ကောင်စငင်ဖြစ်သွားပါတယ်အရင်တော့ကကျွန်တော်တို့ရတားပြည်သူတွေကိုလုံခြုံရေးခေါင်းစဉ်တက်ပြီးတော့ကင်းဆောင်ခိုင်းနေတဲ့အခြေအနေအချို့ကျတော့လည်းအရက်ဝယ်ဂျပန်တွေကင်းဆောင်နေရတာကျွန်တော်ရဲ့မိသားစုတွေအချို့သောမျိုးတဲ့ဒေသတွေမှာဆိုရင်သူတို့ရဲ့ကြံ့ဖော့ပါတီမဲဆွယ်စီယုံနဲ့ဆိုင်းပုတ်တွေထောင်ထားတယ်အဲ့ဒီဆိုင်းပုတ်ကိုလုံခြုံရေးယူဖို့တဲ့ဘေးတွဲတွေစိုက်ကားသမားတွေကိုတာဝန်ပေးရတဲ့အဖြစ်ကျွန်တော်အကောင်းဆုံးကြံ့ပေးချင်တာကခင်ဗျားတို့နိုင်ငံရေးမလုပ်ပါနဲ့တော့ခင်ဗျားတို့ကပြည်သူအတွက်လုပ်မယ်ပြည်သူအတွက်နိုင်ငံကိုလည်းကောင်းအောင်လုပ်မယ်နိုင်ငံအတွက်အော်နေပေမဲ့ခင်ဗျားတို့ကပြည်သူကြားထဲမှာစိုက်ပုတ်တောင်မှရဲတင်းမထောင်ရဲတဲ့အခြေအနေဖြစ်နေကြတာဟုတ်ပြီလက်ရှိကျွန်တော်တို့ဒါတိုက်ခိုက်မှုတင်မှာမော်ဘီကျန်းဖော့ပါတီရုံးတွင်မှာပြန်လည်ပြီးတော့ရန်တမ်းပစ်ခတ်ခဲ့ပြီမဲ့ကျွန်တော်တို့တော်လန်သောရဲဘော် UG လူငယ်အဖွဲ့တွေကတော့ ACC ပြန်ပြီးတော့အိတ်နေပြီဆိုတဲ့အကြောင်းလဲသိရှိထားရပါတယ်ဒါအပြင်ငကိုတွေကဗျံပရာဖြစ်တဲ့ကောင်တွေကလျှက်စစ်မင်းကိုပါဖြတ်အမှောင်ချပြီးတော့ကိုသူတို့ကစကားတစည်းနဲ့ပေါ့ဗျာလမ်းညိုလမ်းကြားဝင်ဟိုရှာသလိုဒီရှာသလိုနဲ့အမှန်ကတော့မဟုတ်ဘူးခိုးဖို့ဘယ်ကောင်ကရက်ွက်တူရက်ွက်ကြားလဲရှောက်ပုံးနေမလဲတေချာစီစဉ်ပြီးတော့မှ
ဝန်လန်းထွက်လန်းအားလုံးကိုတေချာပြင်ဆင်ပြီးတော့မှလှုပ်သွားတာငကိုတွေကမီးမမှန်ပါဘူးမီးမပေးချင်ပါဘူးဆိုမှသူတို့က EBC ကိုပါဖုံးဆက်ပြီးတော့မီးပါဖြတ်ပြီးတော့သူတို့ကရှာတာအောင်မလေးအကျိုးနဲ့ made in မြန်မာဖြစ်ပါဟုတ်ပြီကျွန်တော်ရဲ့မိသားစုဝင်နေရွေးပြချက်အနေနဲ့မော်ဘီမျိုးနဲ့ချက်ခိုင်ရေးပါတီရုံးကိုမိုင်းခွဲတက်ခဲ့တာပထမဆုံးအကြိမ်ဖြစ်ပြီးတော့အဂျန်ဖက်စစ်ခွတ်တဲ့ရဲ့ခွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါတရားဝင်ဖြစ်ဖို့စ조사နေတဲ့အပိုင်းတွေမှာတာစီဟန်တာမှုတွေကိုသူတို့တွေတာစီခဲ့ကြတာဖြစ်ပါတယ်ပြည်သူလူထုအပေါ်မတရားဖန်ဆီးညှဉ်းပန်းနှိပ်စက်စစ်မှုထမ်းခိုင်းနေတဲ့အခြေအနေပေါ်မှာလည်းဇက်တိုက်လက်တုပ်ပြန်နေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ပြည်သူအာဏာကိုမတရားလူယူထားတဲ့ကောင်တွေဟာပြည်သူလူထုပေါ်ကျွန်တော်ထားတဲ့ရာဇဝတ်မှုတွေဒါတရားဝင်ဖြစ်ဖို့အတွက်ရွေးကောက်ပွဲအယောင်ပြဆောင်ရွက်နေတာကိုမြို့ပါကျွန်တော်တို့ UG အဖွဲ့တွေကကန့်ကွက်ဆန္ဒပြထားပြီးတော့ဒါနဲ့မလုပ်ဖို့မပူးပေါင်းဖို့ကိုလည်းပဲကျွန်တော်တို့ပြက်သားပြောဆိုပြီးတော့မှအရေးယူနေတာဖြစ်ပါတယ်။နိုဝင်ဘာ 1 ရက်နေ့ကလည်းမြို့ပြကြွအနေနဲ့တာကီတာမြို့နယ်ရဲစခန်းကိုမိုင်းခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ဖုံတိုင်းကွမ်းအောင်ကျွန်တော်တို့လူငယ်ပါ။ကျွန်တော်လူငယ်တွေကိုနေကင်းကြောင်တော့တပိတ်ဆိုင်တွေမှာဝင်ဖမ်းပြတယ်။အသိရင်ပဲသူတို့ကကျွန်တော်ပြည်သူကိုတကယ့်ကိုတရားခံကြီးတွေလို့မျိုးကျွန်တော်မိသားစုတွေအချို့ရုပ်သံဗီဒီယိုဖိုင်တွေကြည့်ဘူးမှာမန်လေးက case တခုဆိုဒီမိဆိုင်တွေကိုအရုပ်ကားတွေနဲ့ဝင်လာတယ်ကားကောက်ကိုဖွင့်ထဲရစကွေးတနက်နဲ့ဝင်မတ်တီစီequipment တွေပတ်မင်းတို့မလုံနဲ့အတမ်ထွန်းနဲ့ကုန်ကုန်ဒီမိဆိုင်တွေမှာလက်ဖေးတောက်နေတဲ့လူငယ်တွေကကောင်းဖို့စစ်မှန်တဲ့ဒီမိုကရေစီရွေးကောက်ပွဲကြီးကိုအဲ့လိုကောင်းတွေကလက်ညှိုးထိုးတနက်ထောက်ပြီးတော့လုပ်နေတာလေဗျာလက်ခံတဲ့သူလဲလက်ခံဖို့လက်မခံတဲ့ကျွန်တော်တို့လူငယ်တွေကတော့ချပါကျွန်တော်လူငယ်ပေါ်ကိုဒီကောင်လေးရက်ဆက်ပြတယ်မိမိုးစုံနဲ့ညှင်းနှမ်းပြတယ်ကျွန်တော်လူငယ်တွေကိုခေါင်းမထောင်ရဲကောင်ထောင်တီးတီးမှပြစ်ချက်ညက်သိပ်နေအောင်ထားတယ်နိုင်ငံရေးလုံရင်ဒီလိုမျိုးပဲခံရမယ်နိုင်ငံရေးလုံရင်ဒီလိုပဲဘွားဆက်သိမ့်မယ်ဆိုပြီးတော့ကျွန်တော်တို့ရဲ့လူငယ်တွေကိုအညိုကြီးစွာနဲ့ဒီကောင်လေးဖိနှိပ်ခဲ့ကြတာယနေ့ချိန်ထိကျွန်တော်ရဲ့မိသားစုတွေကျွန်တော်ရဲ့ဗီဒီယိုကိုနိုင်ငံရေးကြောက်အကျဉ်းချခံရရတယ်အကျဉ်းချခံမှုတဲ့မိသားစုဝင်တွေအများကြီးလည်းကြည်နေကြပါတယ်ကျွန်တော်ကောင်းကောင်းနားလေကောင်းကောင်းသိပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေအရန်ကိုကဘာမှာနာမည်ကြီးတဲ့အကျဉ်းထောင်အဖြစ်ကျွန်တော်တို့နိုင်ငံရဲ့အကျဉ်းထောင်တွေကပါဝင်နေတာဖြစ်ပါတယ်။ရက်စက်ကြမ်းကြုတ်မှုအပေါင်းတရဖူစောင်းတဲ့အကောင်တွေကျွန်တော်မိဘပြည်သူတွေဆိုကျွန်တော်ကိုအမြဲတမ်းသတိပေးပါတယ်။အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့ကိုရှမ်းကြီးပြောပေးပါ။သူတို့ဟာအာနာရှင်လက်ပါစီပီပီတကယ့်ကိုရက်စက်လုံးအားကြီးလူကိုလူလိုမမြင်ကျွန်တော်လည်းအမြဲတမ်းတွေ့မိကြားနေရပါတယ်။ဒါကြောင့်ကျွန်တော်တို့လူငယ်တွေကသူတို့ကိုပြင်းပြင်းထန်ထန်အဖြစ်ပေးရေးယူနေတာယနေ့အချိန်ထိပါကျွန်တော်တို့လူငယ်တွေကိုလည်းဒီကောင်တွေဖမ်းတယ်ဖမ်းပြီးတော့ရင်ရဲဆက်နောက်ဆုံးပေတဲ့အထိတပ်ဖြတ်ပြတယ်ဒီနေ့မှာဆိုရင်ရန်ကုန်မြို့မှာရှိတဲ့ UG လူငယ်2ဦးဖမ်းဆီးခံရရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်သူတို့ဖွဲ့ကလည်းပဲတရားဝင်ပြောဆိုထားတာရှိပါတယ်ကျွန်တော်လူငယ်တွေဟာအခုလိုဖမ်းဆီးခံရရုပ်ပြကျွတ်အနေနဲ့ UG အနေနဲ့လှုပ်ရှားရတာရန်သူတွေခြားထဲမှာတွာလာရအရန်ကိုခက်တယ်ဒါပေမဲ့ခဏချိန်ကြီးကျွန်တော်တို့ကိုလုံးဝရက်တက်လို့မရဘူးဆိုတာကျွန်တော်ရဲ့မိသားစုဝင်တွေကိုသိပေးချင်တာဖြစ်ပါတယ်ကျွန်တော်တို့ဖမ်းလို့ကျွန်တော်တို့ကိုတက်လို့ကျွန်တော်တို့ညှဉ်းပန်းနှိပ်စက်လို့ဒီတော်လန်ရည်ရက်သွားမှာမဟုတ်တာဟုတ်ပြီဒီနေ့မှာကျွန်တော်မိသားစုဝင်တွေကိုဒါဖော်ပြဆွေးနွေးချင်တာက TNL ရနိုဝင်ဘာ29ရက်နေ့နောက်ဆုံးထားပြီးတော့မိုးကုတ်မြို့ကနေထွက်ခွာသွားမှာဖြစ်တယ်နိုဝင်ဘာလကုန်ပိုင်းဒီလကုန်ပိုင်းမှာစစ်ခွေးတက်ကိုတပါးတဲ့မိုးကုတ်ထဲကိုဝင်ရောက်လာမဲ့အခြေအနေတွေဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းတွေကြောက်မိသားစုဝင်တွေကြားမယ်ထင်ပါတယ်ကျွန်တော်လည်းသတင်းတွေကိုတွေ့နေရတာဖြစ်ပါတယ်ကျွန်တော်လူငယ်ရဲဘော်တယောက်အနေနဲ့လူငယ်လိုပဲကျွန်တော်ကဆွေးနွေးမှာဖြစ်ပါတယ်လက်ရှိအချိန်မှာ
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီသတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်လိုင်းရေးတပ်ဖွဲ့ဝင်အင်အားစုတွေအကျိတ်နဲ့ဆွေးနွေးနေကြဆဲဖြစ်တယ်ဒီအတွက်လည်းကျွန်တော်တို့ကတီးတပ်ဖွဲ့ဝင်အားလုံးပေါ့နော်ဒါကျွန်တော်ရဲ့မိဘပြည်သူတွေကိုလည်းတရားဝင်ထုတ်ဖော်ပြောဆိုခဲ့တာတွေထုတ်ပြန်ကြေညာချက်တွေမှာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒီလိုရဲ့ PR ကြောင့် TNLA ဒါလှုပ်လို့မရတဲ့အခြေအနေတိတိုင်အောင်ကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်အများကြီးအဲ့ဒီနေရာကိုတွန်းကန်ပေးထားတယ်TNL ရဲ့သဘောထားအချို့ကလည်းပဲကျွန်တော်မျိုးကပြည်သူနဲ့ထပ်တူရှိခဲ့တယ်ဆိုတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဘုရားတာဘုံတော်မကြသူထွက်ပြီးတော့ပြောတတ်ပါတယ်။ကျွန်တော်တို့အမှတ်ရဆုံးတစ်ခုပေါ့နော်။သူအကြောင်းကျွန်တော်ပြောရမယ်ဆိုရင်ဒေါ်ဆန်းစွတ်ကြည်မွေးနေ့မှာသူ့အတွက်ဒါ ERO ခေါင်းဆောင်တယောက်အနေနဲ့ထွက်ပြီးတော့ရုပ်သံမှတ်တမ်းဗီဒီယိုပါအပါပြောတာဒီလိုခေါင်းဆောင်မျိုးပါကျွန်တော်တို့အခြေအနေကိုလည်းနားလည်ရမယ်သူတို့ကိုလည်းပဲကျွန်တော်တို့ထည့်ပြီးတော့တွက်ပေးရမယ်ဟုတ်ပြီဖြစ်စဉ်လေးကိုကျွန်တော်အရင်ဆုံးဖော်ပြပေးပါမယ်မို့သူတို့ခေါင်းဆောင်ကိုစိုးထေးကကျွန်တော်အင်အားစုတွေကို TNL ခေါ်ပြီးတော့မှသူတို့ကိုယ်တိုင်ခေါ်သွင်းမယ်လို့အတိလင်းပြောတယ်တော်တော်ခက်ခဲတာပေါ့သူတို့ကိုယ်တိုင်စစ်ခွေးတွေကိုခေါ်သွင်းပြီးတော့မှစစ်ခွေးတွေရောက်ပြီးအခြေချပြီးဆိုမှသူတို့ကပြန်ဆုတ်ခွာမယ်လို့အဲ့ဒီလိုမျိုးပြောလာပါတယ်သူတို့ ਨੇ စစ်ခွေးတွေကြားထဲမှာဆက်ဆံရည်ယုံထားပြီးတော့မှသူတို့လုပ်ငန်းတွေကတော့ပြန်လုပ်ကြမယ်ထင်ပါတယ်တခုရှိတာကကျွန်တော်တို့အနေနဲ့ကလောက်ရကန်ရတာအရန်ခတ်သွားတယ်ပေါ့ဆိုတော့သူရှက်ဆက်ပြောထားတာက TNL နဲ့လည်းကျွန်တော်တို့မဟာမိတ်လည်းမပြတ်ချင်ဘူးဆိုတော့တစ်ဖက်မှာလည်းပဲစစ်ခွေးကိုကျွန်တော်တို့ကဒီမျိုးတွင်းနဲ့မဝင်ရေးဆိုတဲ့ဟာမျိုးရှိတာပေါ့လောက်ရကန်ရတာတော့တော်တော်လေးခက်တယ်ဗျာတော်လိုင်းအင်အားစုဘက်ကတော့ကျွန်တော်တို့အများကြီးတိုင်ပင်နေကြတော့ဆွေးနွေးနေကြကြုံချစ်ချိန်နေကြတော့ပေါ့ဗျာတစ်ဖက်မှာလည်းမာမိတ်အနေနဲ့မုံမိတ်ကတော့ဘာပဲပြောចောင်းသားတက်မတော်နဲ့ KIA ကကုမဲ့ဆိုတော့တစုံတရာအင်အားရှိတာပေါ့မိုးကုတ်ကိုတော့စစ်ခွေးပြန်မဝင်နိုင်ရေးပေါ့နော်ဘလို့မှမဟာမိတ်တွေဘလို့မဟာမိတ်တွေကကျွန်တော်တို့ကူညီမလဲကူညီနိုင်မလဲကျွန်တော်တို့ဘက်ကရောဘာတွေပြင်ဆင်ထားဖို့လိုလဲစသည်အဖြစ်ဒီဘက်မှာတော့ဒါအကျိတ်နဲ့ဆွေးနွေးတိုင်ပင်နေကြတယ်လို့သူ့ရဲ့ပြောဆိုချက်မှာကျွန်တော်တို့တွေ့ထားရပါတယ်ဒါမိုးကုတ်မျိုးနဲ့ကျွန်တော်တို့မိုးမိတ်မျိုး2024ဇူလိုင်လမှာ TNL မဟာမိတ်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီးတော့ဒီနှစ်အကြာမှာဒါတရုတ်ရဲ့အကြောင်းစစ်ဆက်မှုနဲ့ပြန်လည်ပြီးတော့အကြံဖက်စစ်ခွေးတက်ကနေပြီးတော့ရယူဖို့စ조사ခဲ့တာဖြစ်ပါတယ်ဟုတ်ပြီမုံမြို့ကိုမဝင်ခင်မှာပတ်လက်မြို့တွေဒါလက်ရှိအချိန်မှာလည်းပဲကျွန်တော်တို့ဘက်ကနေပြီးတော့ဘီယွာရထိန်းချုပ်ထားတယ်အဲ့ဒီနေရာတွေကိုလည်းပဲအကြံဖက်စစ်ခွေးတက်ကနေပြီးတော့အင်အားအလုံးရင်သုံးပြီးတော့အကြောင်းထိုးနေတယ်ဆိုတော့အကြောင်းတွေလည်းကျွန်တော်တို့ကြားသိထားရပါဖြစ်ပါတယ်အဲ့ဒီမှာမရပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကိုတောင်းကမထင်မှတ်တဲ့လမ်းကြောင်းဆိုတာကတော့သူတို့ကလောဆယ်မတရားနေမြောက်ချမ်းနဲ့အရှိမြောက်ချမ်းမှာစကြောင်းနှစ်ကြောင်းရှိတယ်မတရားနေမြောက်ချမ်းကတငါတောင်ရွာနဲ့မြောက်ရွာကူးတဲ့လမ်းကနေပြီးတော့ချောင်းရိုးငကန်းအတိုင်းအနောက်ဖက်ကိုထိုးပြီးတော့စကျင်ရွာဘက်ကနေပြီးတော့မြောက်ဖက်ကိုထိုးမဲ့တချောင်းရဲ့ကျွန်တော်တို့သုံးသပ်မိတယ်နောက်တစ်ချောင်းကစေတော်ဘက်မှာရောက်နေတဲ့အချောင်းကစေတော်ဘက်ကနေပြီးတော့အနောက်ကားလမ်းအတိုင်းဆင်းလာပြီးလို့ရှိရင်ကိုမြုံဘက်ကနေပြီးတော့တောင်ချေတိုင်းမြောက်ဖက်ကိုထိုးမယ်ဆိုရင်လည်းရတယ်ဗျအဲ့ဒီနှစ်ချောင်းရှိနေတယ်လို့ဒါရဲဘော်တွေကသတင်းရရှိထားတာဖြစ်တယ်ကားလမ်းကြောင်းအနေနဲ့မထိုးဘဲနဲ့ဒီတိုင်းထိုးမယ်ဆိုရင်လည်းပဲဒါဒီလိုမျိုးသွားနိုင်တဲ့ဝင်လာနိုင်တဲ့စကြောင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လူငယ်တွေဘက်ကလည်းပဲကြိုတင်ပြင်ဆင်ထားတာတွေရှိပါတယ်လက်ရှိကျွန်တော်တို့တဲ့အစိုးရကမြောက်ပိုင်းမဟာမိတ်တွေနဲ့စတိုက် PR ပေးနေပြီးတော့ April လထဲမှာလာရှိုးမျိုးကိုကိုကတ်တက်ကနေပြီးတော့ MNTA ပြန်လည်လက်လွတ်ခဲ့ရပြီးတော့နောက်ပိုင်းမှာကျွန်တော်တို့ဒါမြောက်ပိုင်းမဟာမိတ်တွေနဲ့ကျွန်တော်တို့ဒါရှမ်းမန်းနဲ့ဆက်ဆက်နေတဲ့နောင်ချိုတီဘောကြောင်မဲစတာတွေကိုလည်းလက်လွတ်ခဲ့ရတာတွေရှိတယ်အခုချိန်မှာ TNL အနေနဲ့တရုတ်ရဲ့ဖြစ်စေခြင်းတဲ့ဆန္ဒတနည်းအားဖြင့်မင်းအောင်လှိုင်ရဲ့တိုးချိုတောင်းပန်မှုပေါ့ဗျာဒီအခြေအနေတွေခြားတဲ့မှာကျွန်တော်မိုးကုတ်မြို့အထဲကို TNLA ကစစ်ခွေးတပ်ကိုခေါ်သွင်းရမယ်ခေါ်သွင်းပြီးတော့ထဲထဲမှာမာမိတ်ကျွန်တော်တို့ဆက်ဆံရေးယုံထားရမယ်ဆက်ဆံရေးယုံထားပြီးတော့မှအဲ့ဒီမှာစစ်ခွေးတပ်
တွေ့ကိုတင်းတင်းချာချာအထိုင်ချပြီးတော့မှ TNLA ကစုတ်ခွာရမယ်ဆိုတဲ့အကြောင်းဖြစ်လာတာဆိုတော့ဒီအကြောင်းဖြစ်နိုင်လားဒီလိုမျိုးဖြစ်ပေါ်နိုင်လားပြီးတော့ဒီအတွက်ကောကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမန်လေး PDF အပါဝင်ပေါ့ဗျာဒါတွေကိုကျွန်တော်တို့ကလက်ခံသွားမှာလားဆိုတော့ TNLA နဲ့ကကျွန်တော်တို့ကတော့မဟာမိတ်ပါပဲ TNLA ကတရုတ်ရဲ့ PR နဲ့သူတို့မိုးကုတ်ကနေပြီးတော့စွန့်ခွာမယ်ဆိုတော့သူတို့စွန့်ခွာမယ်ဆိုတော့ဒီသတင်းတွေထွက်ပေါ်ပြီးတော့ဗောနော်အတီးပြုတ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအားလုံးဟာဒီနယ်မြေနဲ့ပတ်သက်တဲ့ area တစ်ဝက်လုံးကိုထိန်းချုပ်စိုးမိုးပြီးတော့ကျွန်တော်တို့ခုခံမယ်ဆိုတဲ့သတင်းတွေအများကြီးထွက်ပေါ်လာတယ်ကျွန်တော်ပြောဖို့ပါတယ်ကျွန်တော်တို့ကခုခံစစ်မဟုတ်ကျွန်တော်တို့ကထိုးစစ်ပါဘယ်ထိရောက်လာမလဲဆိုတာကိုလည်းကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ငကိုယ်တွေကဂျမဖက်စစ်ခွေးတက်ကမြောက်ပိုင်းမှာခွေးရှုံးဝက်ရှုံးရှုံးထားတဲ့တက်ခွေးပြီးဝက်ပြီးပြေးထားတဲ့တက်အချို့သောစစ်ဗိုလ်ချုပ်တွေဆိုရင်အဖမ်းခံပြီးတော့မှ MNDAA ကနေပြီးတော့ပြန်လှုပ်ပေးထားတဲ့ကောင်တွေပြန်ပြီးတော့စစ်ကြောင်းပြန်ထိုးခိုင်းတယ်အချို့သောစစ်ဗိုလ်ချုပ်တွေဆိုရင်တစ်ခါတည်းအဖမ်းခံရတာမဟုတ်ဘဲနဲ့နှစ်ခါပြန်အဖမ်းခံရတဲ့ကောင်တွေလည်းရှိတယ်ဆိုတော့ဟိုဘက်ကမဖြစ်မနေလောက်ခိုင်းလို့တာသူတို့ကဒီနေရာကိုဝင်လာရမှာမိုးကုတ်ကိုဝင်လာမယ်ဆိုလည်းပဲတစစီဖြစ်မယ်ဆိုတာကိုလာမဲ့ကောင်တွေအကုန်လုံးကလည်းသိတယ်ဒါကြောင့်တရုတ်ကိုထပ်ပြီးတော့သူတို့တွေအကူအညီတောင်းတာကြောင့်တရုတ်ကလည်းပဲ TNLA ကိုထပ်ပြီးတော့ PR ပေးပြီးတော့ TNLA အနေနဲ့စကူတက်ကိုမိုးကုတ်ထဲထိခေါ်သွင်းပြီးတော့မှနေရာချပြီးတော့မှ hand over လုပ်ပြီးတော့မှဆက်ဆံရေးရုံးမှာဖွင့်ပြီးတော့မှမင်းတို့တက်ဆုတ်ကမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာဖြစ်တယ်ဘယ်လောက်တောင်အကြောက်တရားကြီးနေလဲကျွန်တော်ရဲ့မိသားစုကျွန်တော်ကအမြဲတမ်းပြောရတဲ့ကောင်တွေစစ်ချုံတက်မင်းတို့လှဲတော့တိမ်မှာကြောက်နေတာအခုတော့မှတယောက်ကအေးဟုတ်ပြီမင်းတို့မိုးကုတ်ထဲကိုဝင်ကျင်နေဆိုဝင်ပဲချင်းပဲခါလာပုံဗျာဟုတ်ပြီ TNL လေးစုပ်သွားဝင်မလာကွာဆိုတော့အဲ့လိုကြတော့ဝင်ရဘူးမလုပ်ပါနဲ့ကျွန်တော်တို့တေချာနိုင်ချခဲ့ပါကျွန်တော်တို့ကိုလုံခြုံရေးယူပေးပါကျွန်တော်တို့ကိုကာဝယ်ပေးပါတကယ်လို့ကျွန်တော်တို့ကလာတဲ့အချိန်မှာဒီကောင်တွေကကျွန်တော်တို့ကိုပြည့်ရင်ဘယ်လိုလုပ်မလဲကျွန်တော်တို့တေသွားမှာပေါ့တေပေါ့တေမှာပါပဲကျွန်တော်ရဲ့မိသားစုဝင်အခုကကျွန်တော်တို့ရဲ့အလှည့်ကိုပြန်ပြီးတော့ရောက်လာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါနိုင်ငံဒေသတော်တော်များများမှာပေါ့နော်လက်ရှိကျွန်တော်တို့အညာမီနဲ့ပတ်သက်တဲ့ဒါစီးရေးနိုင်ငံရေးတကယ့်ကိုကြီးမားမားပြောင်းလဲမှုနဲ့အတူပြောင်းလဲတစ်ခုမြင်တွေ့ရမယ်လို့တော့ကျွန်တော်တို့ကညှော်လင့်တယ်ပြီးတော့ဖြစ်လာဖို့လည်းရှိလာပါတယ်ရှိနေပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်ဂျားညက်ပြီးတော့သတင်းကြိုတင်ပြီးတော့သတင်းပြောရတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်မိသားစုဝင်အနေနဲ့စောင့်ကြည့်ပါကျွန်တော်အများကြီးပြောနေတဲ့အတိုင်းပဲအညာမီကကျွန်တော်တို့ရဲ့နှလုံးသားဖြစ်ပါတယ်ညာသားကြီးတွေဟာဒါစစ်ယူနီဖောင်းမရှိခင်တည်းကကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလုံခြုံဒီ uniform equipment စသည်အပြင် accessory ပေါ့ဗျာဒါတွေမရှိပေမဲ့သူတို့ငကိုတွေကဘောင်းမီပစိုးနဲ့ဂွင်းတိုင်းပြီးတော့တိုက်ခဲ့တဲ့သူတွေဖြစ်တယ်ဟုတ်ပြီဘာမှပူပါနဲ့လို့ကျွန်တော်မိသားစုတွေပြောချင်တယ်ဘာကြောင့်လဲဆိုတော့မင်းအောင်နိုင်အောင်ဖက်ကငကိုတွေကလည်းရှုံးနေကြတယ်အခုချိန်ကြီးလည်းရှုံးနေစေဖြစ်တယ်ဒါပြီးခဲ့တဲ့ရက်ပိုင်းထဲမှာကျွန်တော်မိသားစုဝင်တွေပြောအမေရိကန်နဲ့ပတ်သက်တဲ့ဒါပြန်နှိမ်နှင်းရေးဆိုတဲ့သတင်းကြားလာတဲ့နေ့မင်းအောင်နိုင်မှာနေစရာထိုင်စရာမရှိတော့ဘူးပြီးရရပိုင်းတွင်းမှာပဲတက်မှာ၄နေမြေမှာကျွန်တော်တက်သိမ့်ပိုက်ပြီးအသေးအတန်အဲ့ဒီနေရာကိုပြန်ယူဖို့အတွက်အမိုင်ဆမ်ဒီရဟရင်တွေနဲ့စစ်ကူပို့တယ်ဒါပေမဲ့လည်းအဲ့ဒီမောတောင်ကိုလေရင်နဲ့ရောက်လာပြီးတော့သူတို့တွေကလက်နဲ့ချတယ်အလင်းဝင်တယ်လာတဲ့လူကသူတို့ကလက်နဲ့ချမယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့မှလာတာမနေ့ကကျွန်တော်ဖော်ပြခဲ့တာအယောက်40ကျော်အခုကျွန်တော်သတင်းပြောနေတဲ့အချိန်ကြီးအယောက်50ကျော်သွားပြီလို့ကျွန်တော်သိရှိရတယ်ကျန်တဲ့ကောင်တွေကလည်းပဲတဖွဲနဲ့ဝင်နေတော့မှာဆိုတော့ဒီအချိန်တွေကဘာကြောင့်ဖြစ်ပေါ်နေတာလဲအပေါ်မှာအမိန်ပေးညွန်ကြားတဲ့ကောင်သူတို့ရဲ့အမိန်ကိုအောက်ကကောင်တွေကလည်းလက်မခံတော့တကယ်လို့လက်ခံတယ်ဆိုရင်ဟုတ်ပြီသူတို့အဲ့ဒီမို့
အဲ့ဒီမြို့ကိုပြန်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ဖို့စစ်ကူလွှတ်လိုက်တာလေဒါပေမဲ့မောတောင်ကိုသွားတဲ့စစ်ကူပို့လိုက်တဲ့အကောင်100လုံးကအခုအလင်းဝင်လက်နဲ့ချဆိုတော့ဒီအရာကကျွန်တော်မိသားစုဝင်မင်းအောင်လိုင်းစကားမပြီးတော့ဘူးဆိုတာကျွန်တော်တို့ထင်ရှားစွာတွေ့နေရပြီးတော့သူရဲ့ခေါင်းဆောင်အပေါ်ယုံကြည်မှုတွေလုံးဝမရှိတော့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကအခုလှည့်ပြောင်းမှာပေါ်လင်းဆုံးပြောမယ်ဆိုရင်အခုကျွန်တော်တို့ကိုအဓိကဒုက္ခပေးနေတဲ့ကလေချောင်းဖြစ်ပါတယ်အဲ့တော့မရှိရင်လေရင်လည်းမရှိဘူးတော့ပြောလို့ရတယ်သူ့မှာတနက်တက်လက်လို့ပေါ့ဗျာတနက်တော့ရှိတယ်ဗျာကြည်မရှိဘူးအဲ့တနက်ကဒုံးလောက်တောင်အသုံးမကျဘူးလေရင်ရှိတယ်ဘိုက်တော့မရှိဘူးလေရင်မောင်းတဲ့ကောင်မရှိဘူးဆိုရင်ဒီကိစ္စပြီဆိုတော့ဒါကြောင့်လေပဲလေရင်မှုတွေနဲ့ပတ်သက်ပြီးတော့မရအောင်လှိုင်ရမိသားစုနဲ့တကွဖိအားပေးအချက်ကင်ပြီးတော့လက်ရှိအချိန်ထိဘုံကျဲနေကြတာဖြစ်တယ်ရုပ်ောက်ပွဲကိုလည်းအန်ဆိုင်ကလည်းရုပ်ောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့မြို့ပြ UG ဒူငယ်ဖွဲ့တွေကလည်းပဲတင်းမင်းထန်ထန်တိုက်ခိုက်နေကြဆဲဖြစ်တယ်ပြီးတော့လက်ရှိစီးရေးချင်းတွေမှာလည်းပဲသူတို့တွေပြန်ပြီးတော့သူတို့အလှည့်ပြန်ရှောက်နေပြီးတော့နိုင်ငံတကာရဲ့ဖိအားတွေကြားထဲမှာလုံးဝသူတို့တွေရုံထွက်နိုင်တဲ့အခြေအနေမရှိတော့ဘူးဒီရုပ်ောက်ပွဲနဲ့ပတ်သက်ပြီးတော့ကဘာကြီးကလုံးဝလည်းလက်မခံဘူးဆိုတော့ကျွန်တော်မိသားစုတွေသိရှိပြီးဖြစ်ပါတယ်ဒါအဆုံးသက်ပွဲဗျာဆိုတော့နည်းနည်းတော့ပညာသားပါလိမ့်မယ်ချို့ຢာတွေကျွန်တော်တို့တော့မှလုံးဝခံမှန်းလို့မရဘူးခံမှန်းနိုင်တဲ့အခြေအနေတစ်ခုမှလည်းပဲရှိနေပါဘူးတိုင်းသားခေါင်းဆောင်တွေအကုန်လုံးနဲ့ကျွန်တော်ပြည်သူလူထုတရက်လုံးဟာမင်းအောင်လှိုင်ဥဆောင်တဲ့အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကိုလက်မခံကြတော့ဘူးအဲ့ဒါအရှိတရားအမှန်တရားပါဆိုတော့ TNL နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမိကျောင်းမိသားစုဝင်တွေခေါင်းထဲအထုတ်ထားပါငကိုရဲ့ TNL နဲ့ကျွန်တော်တို့ကလည်းပဲမဟာမိတ်အနေနဲ့ဆက်ဆံရေးကောင်းနေအများကြီးရှိတယ် TNL လည်းသူတို့ကြီးပဲလုပ်ခဲ့တဲ့အရာတွေမဟုတ်ဘူးကျွန်တော်တို့ရဲ့ပူပေါင်းတပ်ဖွဲ့ဝင်နေပါသူတို့တွေအခုလိုမျိုး TNL ဆိုပြီးတော့ကျောင်းပြည်သူလူထုတရက်လုံးရဲ့ဝင်းရံမှုကိုရရှိခဲ့တာဖြစ်တယ်တော်လန်ရေးမှာအရန်လို့မရအောင်အရန်ပါပြီးတော့အရန်လုပ်ခဲ့တဲ့ကြားဖြတ်နဲ့ဆက်နွယ်နေတဲ့သူတွေကြည့်သူတို့တော့ငွေပေါ်တာသူတို့တော့နောက်ဆုံးပေါ်တနတ်တွေနောက်ဆုံးပေါ်ယူနီဖောင်းတွေနောက်ဆုံးပေါ်ကားတွေစီးနေတဲ့ကောင်တွေတော့မှအခုအယူမီဝိုင်းဖြစ်နေတာကျွန်တော်မိသားစုဝင်နေကျွန်တော်ခြုံငုံပြီးပဲကြည့်ရမှာဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်မိသားစုဝင်နေကျွန်တော်အော်ဘယ်စရရလာတဲ့အချိန်မှာအခြားသောသတင်းတွေမှာလည်းပဲအခုလိုမျိုးပေါ့နော် TNL ကနေပြီးတော့ဒါ security ကိုဒါတပါတည်းပေါ့နော်ဘုကုတ်မျိုးထဲထိခေါ်သိမ်းမယ်ဆိုတဲ့အကြောင်းအရာတွေထွက်ပေါ်လာဒီလိုမျိုးတွေပဲကျွန်တော်မိသားဒီလိုမျိုးရှိပါပဲဒါပေမဲ့ကျွန်တော်တို့သွားနေတဲ့လမ်းကဖြောင်းနေစေဖြစ်တယ်ကျွန်တော်မိသားစုဟုတ်ပြီကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ Telegram အဆင်မပြေတဲ့အချိန်မှာပေါ့နော်ကျွန်တော်မိသားစုဝင်နေကျွန်တော်ကိုရှာပြီးတော့ဒီလာပြီးတော့အပ်ပေးတယ်ပေါ့နော်ကျွန်တော်ရဲ့Telegram account ပေါ့နော်Richard ဆိုတဲ့ Telegram account ကိုရှာပြီးတော့လာရှာပြီးအပ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့အများနဲ့အတူတူရှိနေတဲ့အတွက်လည်းကျွန်တော်လည်းခွန်အားရပါတယ်ဒီနေ့မှာကျွန်တော်တင်ပြတဲ့အကြောင်းရကျွန်တော်မိသားစုအားနဲ့တက်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေကိုဒီတက်ပို့ကောင်းကျွန်တော်ကြိုးစားပေးပါမယ်လည်းပဲ CB ကပီချောင်းနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တိုးချင်းတွေနဲ့ပြည်နေကင်းရှင်းပါတဲ့ကျွန်တော်လေးနဲ့စတောင်းချင်းနဲ့ကျွန်တော်ရေးဝယ်ရှင်းလေးပါဗျာ